မင်္ဂလာပါခင်ဗျကျွန်တော်ဒီညတော့အဲ့မပြောတော့တချင်းတွေဘို့ထိုင်တီးဖြစ်တယ်အကူလက်ထော်တီးတယ်အကူလက်ထော်ရေးတယ်အဝင်းဦးဆိုပါတယ်တေလင်ငဲတယ်ဒီတချင်းတွေကိုကျွန်တော်ထိုင်ပြီးတော့တီးဖြစ်ပါတယ်အဝင်းဦးကလည်းဆိုတာအရန်ကောင်းဦးလက်ထော်ကလည်းတီးတာအရန်ကောင်းကျွန်တော်လည်းအဲ့တချင်းလေးကိုဒါကအခုမှမဟုတ်ဘူးဟိုးတဲ့ကကျွန်တော်အလွတ်ရနေတာအဲ့တော့ဘယ်လိုခေါ်မလဲဒီသချင်းလေးကိုကျွန်တော်ထိုင်ပြီးတော့ဗောနော် free the ball တွေပါ addict လေးပါကျွန်တော်ထိုင်တီးပြပါတယ်ပရိသတ်များကိုလည်းကျွန်တော်ဒီသချင်းလေးနဲ့ဖြော်ပြပေးကြပါတယ်စကားမဆက်ပေါ့ကျွန်တော်အကူလာထွတ်အကြောင်းလေးကိုကျွန်တော်အနည်းလုံးပြောလိုက်ချင်သေးတယ်အကူလာထွတ်ကလေကျွန်တော်ရန်ကင်းမှာလာနေတဲ့အခါကြတော့ကျွန်တော်တို့အခုရန်ငယ်ကလေးစေးရုံရှေ့ရတိုက်ပေါ့နော်အဲ့ဒီမှာအကူလာထုတ်ကနေပါတယ်အဲ့တော့ကျွန်တော်တို့ကငါးလုံးတန်းဆိုတော့အကူလာထုတ်နဲ့ကျွန်တော်တို့เนี่ยပိုက်လုံးကြီးချထားတာပေါ့ညဆိုလို့ရှိရင်အကူလာထုတ်ကအားလို့ရှိရင်ပိုက်လုံးကြီးကိုပြပြီးကျွန်တော်တို့အိမ်ကိုလာမမေနဲ့လာစကားပြောဘာဖြစ်လို့လဲဆိုတော့အကူလာထုတ်ကလည်းဘာမှဟတ်တန်းရဲ့မွေးစားသားလို့ဖြစ်နေတာ哦သားတကြီးအရင်မွေးစားသားတကယ်တော့ဖြစ်နေတော့မမေတို့နဲ့လည်းအများကြီးရင်းနှီးတာပေါ့နော်ခွေနဲ့ကြတော့လည်းရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖဖေနဲ့ခင်မင်းပြန်မမေလည်းကြတော့လည်းဟိုးတည်းရင်းနှီးပြန်ဆိုတော့လေအဲ့တော့ဦးလာတော့အကြောင်းလေးကိုကျွန်တော်စိတ်တပည့်သားလေးပြောချင်တယ်ဘာလဲဆိုတော့အခုလှထုတ်ကအရန်တီတယ်အရန်တီတာတော်တော်တီတာနောက်ပြီးတော့သူကဆိုတော့မှုံနေတာသိတယ်မလားအလုပ်လုပ်လို့ရှိရင်လည်းခတ်တီနဲ့ခတ်မုံနဲ့ဒါပေမဲ့ကျွန်တော်တို့အိမ်ကိုလာတဲ့အခါကြာလို့ရှိရင်ဖဖေနဲ့မမေနဲ့အကိုလက်ထော်နဲ့ဆိုလို့ရှိရင်လည်းရည်စရာတွေပြောနောက်အကိုလက်ထော်ကအရန်အရှိတန်တာတက်လားအဲ့တော့လေဘလို့ကွန်မန့်ဆိုတော့နောက်မမေနဲ့ဆိုလို့ရှိရင်လည်းမရေကျွန်တော်ဒီစင်းလေးတီးပြပါပေါ့နော်မြန်မာတချင်းကြီးတချင်းကနေပေါ့နော်အဲ့ဒါလေးတွေသူမေ့တာလေးတွေဆိုရင်လည်းမမေနဲ့ပြန်ပြီးတော့ဖော်ကြရတယ်တီးကြတယ်မမေကတော့တချင်းကြီးတချင်းကအားလုံးကိုအကုန်လုံးရှိသမျှမေ့တယ်ဆိုတာတခုမှမရှိဘူးခင်ဗျအဲ့တော့အခုလာတော့ကလည်းကျွန်တော်ဆိုလို့ရှိရင်လည်းမောင်တဲဦးဆိုပြီးတော့ဖက်တဲ့တကင်းပေါ့နော်ကျွန်တော်ကလည်းအခုလာတော့ကိုနောက်ပိုင်းနေကျွန်တော်စိတ်နောက်ပိုင်းဒီလောကထဲမှာကျွန်တော်ကျင့်တဲ့ချက်စားနေပေမဲ့လည်းအခုလက်ထက်ကိုတွေ့ရတဲ့နေရာတိုင်းမှာကျွန်တော်ထိုင်ကြတော့ပါတယ်အခုလက်ထက်ချင်းလေးကိုကျွန်တော်ဒီသချင်းနဲ့ပဲကျွန်တော်ကြတော့ပါမယ်ပြောချင်တာကလေတချင်းစာသားတွေကအရန်ကောင်းတယ်အဲ့တော့ဒီအချင်းစာသားတွေကလေအခုလက်ထက်ရဲ့စာသားစားတွေရေးတွေကြစာသားတွေလည်းဖြစ်တယ်ဦးလက်ထက်ရဲ့သဘောတရားပါတဲ့စာသားမျိုးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်ဒီတချင်းစာသားလေးကိုလည်းဦးလာတော့ပဲစာသားတွေကရေးတာလားဦးလာတော့အဝင်းဦးကပဲရေးတာလားဆိုပြီးတော့ကျွန်တော်အဲ့ဒါတော့သိချင်တာပေါ့နော်အဲ့ဒါကျွန်တော်မိတ်ဆွေတရားပြောရင်ဆိုရင်လည်းကျွန်တော်ဖုန်းဆက်တယ်ခင်ဗျကျွန်တော်မိတ်ဆွေကြီးကိုလစန်ဖုန်းဆက်ပါတယ်သူကတော့ချင်းနေအားလုံးကိုတော်တော်များကိုလေးလာလိုက်စားတိမ့်ထားတဲ့လူတယောက်လို့သဘောပြောလို့ရပါတယ်အတော်ပဲခင်ဗျာကိုလစန်ရေးကျွန်တော်မေးစရာလေးရှိလို့ပါဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့မင်္ဂလာပါဆရာဦးလာထွတ်ရေးပြီးတော့ဦးဝင်းတီးဆိုခဲ့တဲ့တေလင်ငှက်တချင်းကမူရင်းကကြပြပါရှုမွမောင်စိတ်တင်ရေးထားတဲ့ကြပြကိုဝင်းဦးကကြိုက်နှစ်သက်လို့ဦးလာထွတ်ကိုပေးပြီးတော့မှအတန်စင်သွင်းခိုင်းပါတယ်အဲ့ဒီမှာတေလင်ငှက်ဆိုတဲ့တချင်းဖြစ်လာပါတယ်အဲ့ဒီခါက1960ခုနှစ်များစီကရှုမွမဂ္ဂဇင်းဟာအလွန်ပေါက်တဲ့မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်ရှုမမဂ္ဂဇင်းမှာပါတဲ့ကြပြဝတ္ထုစောင်းပါးတွေဟာအရန်တန်ဖိုးရှိပါတယ်အဲ့တော့ရှုမမောင်စိတ်တင်ရှုမဦးကျော်ရဲ့သားကိုယ်တိုင်ရေးထားတဲ့ကြပြတေလင်ငှက်ကိုဝင်းဦးကကြိုက်နှစ်သက်တော့ကိုလာတော့ကိုပေးအပ်ပြီးတော့မှကိုလာတော့ကတန်းစင်တွင်းလိုက်တယ်အဲ့ဒီတချင်းဟာကိုဝင်းဦးရဲ့အစောဆုံး
ရုပ်ရှင်ကားတကားဖြစ်တဲ့ချစ်တော်သူတယောက်ရုပ်ရှင်ထဲမှာပါတဲ့ဇာတ်ဝင်သချင်းဖြစ်ပါတယ်ကျေးဇူးပါ